Kunaya Dhamayita Shikudoi Pema Dhamayita Vahapagala Uvoni Tia Dea Saka Yinidadana Nina Maya Chasa Gugune Koza Nagre Ramdoya Shisa Kunakune Buddha Laza Shie Preta Greta Dam Nasecha Alava Nasenaye Ananganini Yangondan Ji Sanyam Yone Mula Uyena Adana Vebola Konaya Dhamayita Shikudoi Pema Yeda Ji Vapakala Uvoni Tia Dea Saka Laya Vijakundo Yogi Panturo Kamugu Yavura Hoja Kendo Dea Nodo Hoja Naja Puzo Jama Pibane Dea Nogo Moja Jadimi Manaja Jadimi Mapuzo Jadimi Chavira Laisu Viro Vanana Pale Sadin Pale Jazu Palom Laisu Buddha Gomya Semanta Liza Jinyomi Buddha Gomya Semanta Liza Jinyomi Dhamma Gomya Semanta Liza Nayumi Dhamma Gomya Semanta Liza Nayumi Tanga Gomya Semanta Liza Gubani Anga Gomya Semanta Liza Gubani Buddha Yengwen Hona Wen Abu Girmasi Buddha Yengwen Hona Wen Abu Girmasi Buddha Yengwen Hona Wen Abu Girmasi Dhamma Yengwen Hona Wen Abu Girmasi Dhamma Yengwen Hona Wen Abu Girmasi Niva Yengwen Hona Wen Abu Girmasi Niva Yengwen Hona Wen Abu Girmasi Niva Yengwen Hona Wen Abu Girmasi Saya Yengwen Hona Wen Abu Girmasi Nadawa Udayu Kaya Dwi Shamidaya Shivasi Nadawa Mya Nyadaya Naja Nanyavasi Nadawa Mya Nyadaya Puna Nanyavasi Idina Dizawasi Na Ido Notan Potok Yayri Homa Nopana Bandita Saka Mita Saka Kupjaya Jinya Dido Makan Dia Chikin Seja Winja Kondo Tidura Simrita Panduti Tokina Kosena Jia Vyavamini Jama Jin Chanta Jine Bizonya Kondi Hondo Sinse Madwe Pijava Sikong Dadi
စဉ်ပြေမြတ်တာတယ်လို့ထိုင်ပြီးတော့တရားတော်ကိုနာယူကြဘဝမြင်ကွင်းတရားတော်ဘဝမြင်ကွင်းတရားတော်ဘာတရားလဲဘဝမြင်ကွင်းတရားတော်ပါဗျာဘဝတွေထဲမှာလူဘဝကိုရလာတယ်လူဘဝကိုရလာတဲ့အခါကျတော့လောကကြီးမြင်တဲ့အရာတွေကိုမြင်ရတွေ့ရမြင်ခွင့်သိခွင့်ရအကောင်းအဆိုးတွေကိုသိခွင့်ရတာဒီအဲ့ဒါလောကကြီးဘဝမြင်ခွင့်ရတာပဂတိမျက်စိနှစ်ဖက်စလုံးကောင်းနေတဲ့အတွက်ဘဝမြင်ခွင့်တွေကိုမြင်ရဘဝဆိုတာကလူဘဝရဲ့ရလာတဲ့အချိန်မှာဘဝတစ်ခုမြင်တိုင်းတဲ့လောကကြီးမှာအစင်းတွေမြင်တိုင်းတဲ့လောကမှာအယောင်မျိုးစုံအစင်းမျိုးစုံတွေကိုမြင်ခွင့်ရတာအဲ့ဒါပဂတိမျက်စိပဂတိမျက်စိဆိုတာကအခုမိမိတို့ရဲ့တဏ္ဍာမှာရှိနေတဲ့မျက်စိကိုအဲ့ဒါကိုဘာမျက်စိလို့ခေါ်လဲအဲ့ဒါပဂတိမျက်စိလို့ခေါ်တယ်အဲ့တော့ဒီပဂတိမျက်စိကလောကမှာဒါဒီကောင်းတယ်ဒါဒီမကောင်းဘူးဆိုတဲ့အဲ့လိုရွေးချယ်ပြီးတော့မြင်တဲ့အခါမှာဒီလိုအကောင်းအဆိုးကိုသိခွင့်မြင်ခွင့်ရတယ်ဒါလောကကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လောကကြီးရဲ့မြင်ခွင့်တွေကိုမြင်ခွင့်ရတော့အဲ့ဒါပဂတိမျက်စိရဲ့မြင်ခွင့်လို့ခေါ်တယ်ပဂတိမျက်စိကတော့ဒါအမေမွေးတဲ့ကဘာလာတာဖြစ်တဲ့အတွက်လောကရဲ့အစင်းတွေလောကမှာရှိတဲ့အစင်းမျိုးစုံတွေကိုဒါမြင်တွေ့နေရတယ်အဲ့လိုမြင်တွေ့နေတဲ့အချိန်မှာလည်းအကောင်းအဆိုးတွေကိုကိုကခွဲခြားပြီးတော့သိတယ်အရာမျိုးစုံတွေကိုလည်းခွဲခြားပြီးတော့သိတယ်ဒါပဂတိမျက်စိပဲနောက်မျက်စိတစ်ခုကဉာဏ်မျက်စိဘာမျက်စိလဲဉာဏ်မျက်စိပါဗျာဉာဏ်မျက်စိကြတော့ကိုမိမိတို့မှာတရားနာမှသိမဲ့မျက်စိမျိုးတရားကျင့်မှတရားတွေနှလုံးသွင်းမှသိမဲ့မျက်စိမျိုးအဲ့ဒါကိုဉာဏ်မျက်စိလို့ခေါ်တော့အဲ့ဒီဉာဏ်မျက်စိကြတော့သံတရာကိုမြင်နိုင်တယ်ဉာဏ်မျက်စိကဘာကိုမြင်တာသံတရာကိုမြင်နိုင်ပါတယ်ဗျာကိုကဓာရီကိုဒီအလုပ်တွေကိုလုပ်သွားလို့စိတ်မှားတဲ့အမှားတွေဟာသံတရာမှာနေရဲ့တိရစ္ဆာန်ပိဋကသူတကယ်လို့ဆိုတဲ့အပယ်၄ပါးကိုကြားသွားနိုင်တယ်ဒါအမှားလို့မြင်တာသိတာဆုံးဖြတ်နိုင်တာဒီဉာဏ်မျက်စိဒါတွေကိုလုံးရင်တော့ကောင်းတာတွေဖြစ်တယ်ကောင်းတာတွေဖြစ်တဲ့အတွက်ဒီကောင်းတာတွေဟာသုခတိဘဝရနိုင်တယ်ကုသိုလ်တွေပေါ့ဒါတွေကိုအားထုတ်လို့စိရင်တော့နိဗ္ဗာန်ကိုရနိုင်တယ်ဆိုတာဒါတရားတွေအဲ့ဒီလိုအကောင်းတွေကိုမြင်ခွင့်သိခွင့်ရပြီးတော့သံဃာအတိလမ်းမြင်နိုင်တာကိုဗာမျက်စိလို့ခေါ်မလဲဉာဏ်မျက်စိလို့ခေါ်မယ်အမြင်ချင်းကမတူဘူးနော်မှန်ပါဗျာဒါဆိုမျက်စိနှမျိုးပွင့်သွားတာပဂတိမျက်စိနဲ့ဉာဏ်မျက်စိနဲ့နှမျိုးပွင့်သွားနှမျိုးပွင့်သွားပါတယ်ဗျာဗာမျက်စိတွေလဲပဂတိမျက်စိနဲ့ဉာဏ်မျက်စိပါဗျာမိမိတို့တဏ္ဍာမှာလောကကြီးကိုပွင့်ကြည့်လိုက်လို့ရှိရင်မိမိတို့ရဲ့ခန္ဓာမိမိခန္ဓာဘာဇနီမယသမိတာမိမိအိမ်မိမိကြောင့်အစရှိသည့်အဖြစ်အဲ့ဒီအရာတွေကိုလောကကြီးရဲ့မြင်ကွင်းတွေကိုမြင်ရတာဒီဗာမျက်စိလဲပဂတိမျက်စိလို့ခေါ်တယ်ဒါတွေဟာကောင်းတဲ့အလုပ်တွေပဲကောင်းတာတွေလုပ်ရင်ကောင်းတဲ့အကျိုးတွေကိုသံဃာမှာခံစားရမယ်မကောင်းတာတွေလုပ်ရင်တော့မကောင်းတဲ့အကျိုးတွေကိုသံဃာမှာခံစားရမယ်ဆိုပြီးတော့အကောင်းအဆိုးတွေကိုခွဲခြားပြီးတော့မြင်နိုင်တဲ့မျက်စိကြတော့ဗာမျက်စိလဲဉာဏ်မျက်စိပါဗျာသူကတန်တရာကြည့်မြင်တယ်နော်အဲ့တော့ပဂတိမျက်စိကတော့ဒီတဘောကပဲပေါ့ဒီတဘောကနာပဲပေါ့သူကတော့မျက်တောင်တဆုံးတော့ပဲမြင်တယ်လို့ဒီလိုပြောလို့ရတော့ဉာဏ်မျက်စိကြတော့တန်တရာကြည့်မြင်တယ်ဆိုတော့မျက်စိတဆုံးလို့ပြောလို့ရတယ်ဘယ်လိုပြောလို့ရမျက်စိတဆုံးလို့ပြောလို့ရပါသ
တော့ပဂရိမျက်စိကြတော့ဒီတဘဝပဲမြင်တာဖြစ်တဲ့အတွက်မျက်တောင်တဆုံးပေါ့နော်ဒီမြင်ကွင်းကျင်းတယ်လို့ပြောတာနော်ဉာဏ်မျက်စိကြတော့မြင်ကွင်းမှာဖြစ်ကျင်းတယ်သူကြတော့မျက်စိတဆုံးနော်အဲ့ဒီမျက်စိတဆုံးဖြစ်တဲ့ဉာဏ်မျက်စိပိုင်ထားမှသာလေရင်တန်တရာအတိလန့်ပြီးတော့မြင်ထားနိုင်မှာဒါကုသိုလ်တန်တရာမှာကောင်းတယ်ဒါဟာအကုသိုလ်တန်တရာမှာမကောင်းဘူးဒါမလုတ်တင်ဘူးဒါလုတ်တင်တယ်လို့ပြီးတော့အဲ့လိုခွဲခြားပြီးတော့သိတာဒီဗာမျက်စိလေဉာဏ်မျက်စိအဲ့ဒီမျက်စိပိုင်ဖို့လိုတယ်နော်ဒါကြတဲ့မျက်စိကတော့ဆူတောင်းကြမလို့ပါဘူးကြိုးစားကြမလို့ပါဘူးအမေမွေးတဲ့ကပါလာပြီးသားပါတို့မယ်လို့အဲ့ဒီမျက်စိကလည်းပြေးနိုင်နော်မြင်တဲ့မြင်ထိုက်တဲ့အထင်တွေမှာမြင်ပြီးတော့အေးအဲ့ဒီအမြင်အာယုံတွေမှုံဝါးသွားပြီလို့အမြင်အာယုံတွေမမြင်ရတော့ဘူးဆိုရင်လည်းလောကကြီးကိုသူမြင်ခွင့်ရှိသေးလားရှိတော့ပါအေးအသက်ကြီးလို့မျက်စိမှုံတာတစ်မျိုးတော့မအက်ဆီဒင့်တွေတောင်ဖြစ်ပေါ်သွားတယ်မျက်စိကွယ်သွားတာတစ်မျိုးအဲ့လိုဆိုရင်လည်းပဲလောကကြီးကိုသူမြင်ခွင့်မရတော့နော်အဲ့ဒီလိုဆိုရင်သူမြင်နေတာမြင်လို့မရတော့ဒါဆုံးရှုံးသွားတာမျက်တောင်တဆုံးလည်းသူမမြင်တော့အဲ့ဒီလိုပဲဉာဏ်မျက်စိကလည်းပဲတရားမှမနာဘူးဆိုရင်တရားမှမလုပ်ဘူးဆိုလို့ရှိရင်ဉာဏ်မျက်စိကလည်းသူ့အလိုလိုပေါ်မလာဘူးအဲ့ဒီဉာဏ်မျက်စိကန်းသွားပြီဆိုလို့ရှိရင်တော့တန်တရာမှာအမှားအမှန်တွေကိုမခွဲခြားတော့ဘူးဆိုကျွန်တော်မှပုံနေဖြစ်ပြီးတော့မြင့်ကြီးတစ်ခါနှိမ့်ကြည့်တယ်လဲတန်တရာကြီးကလည်းပဲဉာဏ်မျက်စိမှာမပါဘဲနဲ့သွားမယ်ဆိုရင်စင်ကန်းတော်တိုးတယ်လို့ဖြစ်နေမယ်နော်အမှားတကအမှန်တလဲနဲ့မျက်စိကန်းနေတဲ့ဇင်ကြီးဟာတော်တဲ့ကိုသွားလို့ဆိုရင်မျက်စိကန်းနေတာဖြစ်တဲ့အတွက်သစ်ပင်ဝင်တိုက်ချင်တိုက်မယ်ရောက်တဲ့ကြချင်ကြမယ်ကုန်းပေါ်ရောက်ချင်ရောက်မယ်လမ်းအမှန်ရမလားအဲ့ဒီလိုပဲဉာဏ်မျက်စိကန်းသွားတဲ့ပုဂ္ဂိုလ်ကလည်းပဲအမှန်နေမသိတော့သာသနာမှာလုံးတယ်မလုံးတယ်ကိုမစင်းစားတဲ့အခါကျတော့ဟိုဘက်ခံရတဲ့အခါကျတော့အဲ့ဒီလိုပဲဇေကံတော်တိုးတယ်လို့ပဲဒီဘဝဒီခံစားရတယ်ကြုံလာရတဲ့ဘဝတွေဟာအဆိုးအကောင်းတွေတန်ត្រာမှာဉာဏ်မျက်လုံးမပါလို့ရှိရင်အမှန်တကြောက်เสียကောင်းတယ်နော်မှန်ပါဒါကြောင့်ဒီဘဝမှာဗာမျက်လုံးပိုင်ထားဖို့ဉာဏ်မျက်လုံးပိုင်ထားဖို့ဉာဏ်မျက်စိနဲ့ဉာဏ်မျက်လုံးပိုင်ထားဖို့ရည်ကြည်တယ်နော်မှန်ပါအေးဉာဏ်မျက်လုံးဆိုတာအမှားနဲ့မှန်ကိုခွဲခြားပြီးလို့သိတာဒါမှအပြည့်ပြောမယ်ဆိုရင်ဒါကုသိုလ်ဒါအကုသိုလ်ဒါလုတ်တဲ့နဲ့ဒါမလုတ်တဲ့မှုဒီအရာကိုသွားတဲ့နဲ့ဒီအရာကိုမသွားတဲ့မှုဆိုတာဘာသူကိုယ်တိုင်ဆုံးဖြတ်ရမှာကိုယ်တိုင်ဆုံးဖြတ်ပြီးတော့သွားတယ်မသွားတဲ့ကိုပဲဟိုဟာကိုချင်းပြီးတော့ဒီအလုပ်လုပ်တယ်မလုပ်တဲ့ကိုဒီလိုစဉ်းစားရဒါဟာသူများနဲ့မဆိုင်ဘူးသူများဆုံးဖြတ်ရင်သူများဉာဏ်သူများရဲ့အတိကိုယ်ဆုံးဖြတ်ရင်ကိုယ့်ရဲ့ဉာဏ်ကိုယ့်ရဲ့အတိတန်ត្រာကသူမပါဘူးကိုယ်ပဲသွားရမှာကိုယ်ပဲသွားရမှာဖြစ်တဲ့အတွက်ကိုယ်မှာအဲ့ဒီလိုတန်ត្រာအတွက်အမှန်ကိုသိစေတတ်တဲ့ဉာဏ်ကိုတော့မဖြစ်မနေလူတိုင်းရှိဖို့မလိုဘူးလားဟုတ်ပါတယ်ဗျာအဲ့ဒီဉာဏ်မပိုင်လို့ဆိုရင်တန်ត្រာဒုက္ခရောက်သွားမယ်နော်ပဂရိမျက်စိကန်းသွားတဲ့ပုဂ္ဂိုလ်တရားလောကမှာကိုယ်အိမ်တော်မှာသွားရဖို့ခက်ခဲသွားပြီမျက်စိမြင်နေတဲ့အချိန်တော့ကတော့မျက်စိရဲ့တန်ဖို့မသိဘူးပေါ့မြင်နေတာမြင်ခွင့်ရတယ်ကြည့်ချင်တာကြည့်ခွင့်ရတယ်ခံစားချင်တာခံစားခွင့်ရှိတယ်ကြည့်ပြီးတော့အဲ့ဒီတန်ဖို့ကိုမသိဘူးအဲ့မျက်စိလည်းပဲမမြင်တော့ဘူးလဲဆိုတော့မျက်စိရဲ့တန်ဖို့ကိုသူသိသွားတယ်မျက်စိနှခွဲအလင်းမရတော့ဘူးဆိုရင်ဟိုအဝေးကြီးကိုမြင်ဖို့သွားဖို့နေနေတာကိုယ့်အိမ်ကိုယ်တော်မှတော့ရလာရတာမကက်ခဲဘူးလားမြင်နေတဲ့မျက်စိကမမျော်လဲပဲနဲ့ကွယ်သွားပြီတော့မမှုံသွားပြီဆိုရင်ကိုယ့်အိမ်ကိုယ်တော်မှအိမ်မောင်အိမ်အောင်အိမ်ရှိအိမ်နောက်အဲ့ဒီလိုသွားရဖို့ဟာအမှန်တခဲရင်သွားတယ်နော်သွားနေကြသွားလို့စံတဝါသွားပြီပဲလို့တကယ်ပကတိမျက်စိကောင်းနေတဲ့လူတလောင်းတော့တွက်လက်မှုမရှိဘူးအာရမှုမရှိဘူးပကတိမျက်စိကန်းသွားရင်လည်းဒုက္ခရောက်တယ်လို့ပဲတန်ត្រာမှာလည်းပဲဉာဏ်မျက်စိကန်းသွားရင်ဘာရောက်နိုင်တယ်လဲဒုက္ခရောက်နိုင်တယ်ဒုက္ခရောက်ခဲ့တဲ့ဘဝတွေများပြီမလားဘာမျက်စိမပါလို့တန်ត្រာတရားသောအဝိဇ္ဇာတိဟုသောအမှောက်အောက်မှာပဲနေလာပြီးတော့အဝိဇ္ဇာပြည့်စရာဘာလုပ်လဲတေခါရလှုပ်လိုက်တော့အခုခန္ဓာဘယ်နှပါးရအမှောင်ထဲနာနေပြီးတော့အမှောင်ထဲကလမ်းလျှောက်လာတဲ့အခါကျတော့အခုခန္ဓာကမှဒုက္ခသစ္စာအမှောင်ကြီးတယ်ပြန်မရဘူးလားဒီဘဝတော့ပြန်အဲ့ဒီလိုအမှောင်တီးဟူသောတဏှာဥပါဒံကိလေသာတွေထပ်မလုပ်ဖဲနဲ့နော်တန်ត្រာမှာဇာတိဒုက္ခတီးဟူသောသမုဒယသစ္စာလွတ်အောင်တို့ကအမှောင်ထဲမှာ
ကိလေသာအမှောင်ထဲမှာမနေပဲနဲ့ဉာဏ်တည်းဟူသောအလင်းတွေကိုယ်စီရအောင်မကြိုးစားမှလည်းကြိုးစားဒီကြိုးစားမှုဟာတိုင်းတာတစ်ခုတော့ရှိတယ်နော်မိမိရဲ့အသက်တိုင်းတာကိုပြောတာအသက်ရကြီးရင်သွားပြီဆိုရင်ဒီတို့တွေကခဲရင်သွားပြီယောဂကတ်သွားရင်လည်းခဲရင်သွားပြီကြောင်းကျိုးမညီတော့ဘူးဆိုရင်လည်းခဲရင်သွားပြီဒါကြောင့်မလို့အခုချိန်လေးမှာတဏ္ဍာကအမှောင်တွေကခန္ဓာရနေလို့အမှောင်နေတဲ့ကြနေပြီမယ်လို့ဒီဘဝတော့ဖြင့်တဏှာဥပါဒံအဲ့ဒီအမှောင်လေးဟုသောသမုဒိယသစ္စာကိုပယ်နိုင်ပြီးတော့တို့ဒီလက်သစ္စာဆိုင်အောင်ကြိုးစားဓမ္မသာလေးအလင်းလေးကိုရောက်မှာမလားတဏ္ဍာလုံးအမှောင်နဲ့ရောက်လာတဲ့ဘဝအမှောင်တွေကလမ်းလျှောက်လာတဲ့ဘဝအဲ့ဒီဘဝတွေကနေပြီးတော့ယခုအလင်းနဲ့ရောက်အောင်ကြိုးစားရမယ်တဏ္ဍာကမသိလို့အမှောင်တွေကိုလျှောက်ခဲ့တာမသိတာကအဝိဇ္ဇာလျှောက်ခဲ့တာကသင်္ခါရရောက်နေတာကခန္ဓာဘယ်နှပါ၅ပါးပေါ့ခန္ဓာ၅ပါးဒုက္ခသစ္စာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဉ်နာယောခန္ဓာဘယ်နှပါအဲ့ဒီခန္ဓာ၅ပါးရတယ်ဆိုတော့ချမ်းသာတယ်ဆင်းရဲတယ်ဆိုတာအလင်းလို့ပြောမှာအမှောင်လို့ပြောဒါအမှောင်ရက်လို့ခေါ်တာပေါ့ဆင်းရဲတဲ့နေရာကြီးอ่ะနော်ဒါတန္တရာကပဋိစ္စသမုပ္ပါတဲ့ကွယ်နဲ့နှစ်ကွယ်တစ်ချမ်းတို့လက်လျှောက်လာတာပေါ့အဲ့တော့ယခုတို့ဆက်လျှောက်ရမှာက၃ကွယ်နဲ့၄အကွယ်မှာတဏှာဥပါဒံလိုချင်မှုဆွဲလန်းမှုတွေရှိနေတယ်မိမိခန္ဓာသူတစ်ပါးခန္ဓာတရှိသမารရဲ့အပေါ်မှာအဲ့ဒီအာယုန်ကြီးညှိတွယ်နေမယ်ဆိုရင်ပေါ့ပဋိစ္စ၃ပါး၃ကွယ်တဲ့ကတဏှာတို့ဥပါဒံတို့ညှိတွယ်နေမယ်ဆိုရင်တော့ဒီပုဂ္ဂိုလ်ဒီအမှောင်ထဲကိုပြန်လျှောက်တာလည်းမတူဘူးလားဘာသစ္စာဖြစ်သွားလို့လဲသမုဒယသစ္စာဖြစ်သွားတော့သမုဒယသစ္စာကကျေစုပြင်း၄အကွယ်အနာဂတ်မှာဘာသစ္စာခန္ဓာ၅ပါးအမှောင်နဲ့ပြန်မရောက်ဘူးလားအဲ့တော့အတိတ်ကတော့ကလည်းအမှောင်နဲ့ကနေလာခဲ့တဲ့ဟိုခန္ဓာ၅ပါးအမှောင်နဲ့နေရတယ်တခါဒီဘက်မှာတဏှာဥပါဒံနေနဲ့ကိလေသာအမှောင်ထဲမှာနေတယ်တခါနောက်တစ်ဖန်ဇာတိခန္ဓာပြန်ရမယ်ဆိုရင်အမှောင်ထဲပဲပြန်ရောက်သွားတယ်နော်ဒါဆိုဒီပုဂ္ဂိုလ်ရဲ့ဘဝအလင်းဆိုတာမြင်နိုင်ဖို့မခဲခြင်းဘူးလားအခုသာသနာနဲ့တွေ့နေတာဒီအလင်းပဲပေါ့ဒီအလင်းတွေကိုကအလင်းတွေကိုရောက်နေတဲ့အချိန်မှာမြတ်စွာဘုရားတရားတော်တွေသံဃာတော်တွေယရဏသုံးပါးနဲ့တွေ့နေတဲ့အချိန်မှာအလင်းပြနေတာပေါ့ယရဏသုံးပါးကလူသားတွေကိုဗာပြနေတယ်အဲ့ဒီအလင်းပြနေတဲ့အချိန်မှာတို့ကအဲ့ဒီအလင်းလမ်းကိုရှောက်ရမယ်နော်အဲ့ဒီအလင်းလမ်းကိုရှောက်မှသာလေအဲ့ဒီအလင်းကအလင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုရမှာပေါ့နောက်တစ်ပံခန္ဓာမရမှာနောက်တစ်ပံဒုက္ခမရမှာနောက်တစ်ပံဆင်းရဲတွေလွတ်တော်မှသာလေဒါအလင်းတွေကိုရောက်မယ်နော်အဲ့တော့အရေးကြီးတာကပဋိစ္စသမုပ္ပါနှစ်အကွယ်ခန္ဓာကနေပြီးတော့သုံးအကွယ်အကြောင်းတရားတွေမလုံးမိဖို့ပဲအရေးကြီးတာပဲသုံးအကွယ်လုံးမိပြီဆိုရင်တော့ဒါကိလေသာအမှောင်ဖြစ်သွားမယ်နော်အဲ့တော့ပဋိစ္စသမုပ္ပါနှစ်အကွက်မှာပဲဒီခန္ဓာရပြီးသားမှုလို့နေပြီးတော့နှစ်အကွက်ကနေပြီးတော့ဘယ်အကွက်ကိုမကူရအောင်ဘာသစ္စာနဲ့တားဆီးရနှစ်ကွက်နဲ့သုံးကွက်ကြားမှာဘာသစ္စာရှိတယ်ဒါလို့တားဆီးတဲ့သစ္စာကမေဃသစ္စာမတားဆီးနိုင်ဘူးဆိုရင်သုံးကွက်တဲ့ကဘာသစ္စာလာဟုတ်ပြီအဲ့ဒီလိုသမုဒယသစ္စာမဖြစ်အောင်သမုဒယသစ္စာမပွားမိအောင်အခုလိုတရားတွေနာတရားတွေအထုတ်ပြီးတော့မေဃသစ္စာနဲ့အချိန်ကြီးတားဆီးနေတာပဲအဲ့ဒါအတိမဥခင်ဘာဥတယ်လို့ခေါ်အဲ့ဒါဉာဏ်ဆိုတာမဲ့ဉာဏ်ပဲလူတယောက်လူဘဝမှာတန်ត្រာအတွက်အလင်းရဖို့ဉာဏ်ပဲအဲ့ဒါကိုဉာဏ်မျက်စိလို့ခေါ်တယ်ဘာလို့ခေါ်လဲဉာဏ်မျက်စိလို့ခေါ်တယ်အဲ့ဒီမျက်စိဒုသနာမှာပိုင်ထားရမယ်ရှိထားရမယ်အဲ့ဒီမျက်စိကိုဒုသနာမှာမဖြစ်မနေကိုစောင့်ထားရမယ်အဲ့ဒီမျက်စိမရှိဘူးလို့ဆိုရင်တော့ကိလေသာအမှောင်နဲ့တဏှာဥပါဒံပြန်ပြီးတော့ကိန်းသွားနိုင်တယ်အဲ့တော့အဲ့ဒီမျက်စိကကိုယ့်ရဲ့တဏ္ဍာမှာရှိသွားပြီဆိုရင်လည်းပဲတရားတွေနာလို့ရှိသွားတာစာပေတွေဖတ်လို့ရှိသွားတာအဲ့ဒီအသည့်တွေရှိသွားပြီဆိုရင်လည်းကိုကဒီမျက်စိကိုအသုံးပြုရဉာဏ်မျက်စိကိုဘာလို့လောကမှာပဂရိမျက်စိကိုကြည့်ပြီးတော့ဟိုဒီမသွားဘူးလားဟိုမျိုးဒီရွာသွားတယ်ဟိုနိုင်ငံဒီနိုင်ငံသွားတယ်ဟိုကိစ္စဒီကိစ္စသွားတယ်အဲ့ဒါမျက်စိကိုအားကိုးသွားတာနော်မျက်စိကန်းနေသွားလို့ရတယ်အခုဒီလိုတွေဟိုဒီသွားတယ်ဆိုတာကဘာတောင်းနေလို့လဲဘာမျက်စိကောင်း
ပဂရိမျက်စိကောင်းနေတဲ့အခါကျတော့ဟိုဒီသွားလို့ရတာပေါ့ဟိုအိမ်ဒီအိမ်လည်းသွားလို့ရတယ်ဟိုမြို့ဒီမြို့လည်းသွားလို့ရတယ်ဟိုကျောင်းဒီကျောင်းလည်းသွားလို့ရတယ်ဘုရားလည်းဖူးလို့ရတယ်တရားတွေလည်းမျက်စိနဲ့ကြည့်ပြီးတော့နာခွင့်ရတယ်နော်မိမိရဲ့မျက်စိနဲ့ကြည့်ပြီးတော့လည်းအမှန်အမှန်တွေကိုဆုံးဖြတ်ခွင့်ရတယ်ဒါပဂရိမျက်စိရဲ့ကောင်းနေလို့ဒါတော်လာလာရှိနေတာပေါ့နော်ပဂရိမျက်စိကိုအားကိုးပြီးတော့ဒါဘဝမြင်ကွင်းတွေကိုကြည့်ပြီးတော့လူဘဝမှာနော်ဟိုသွားတီသွားဟိုလန်တီလာဟိုကိစ္စဒီကိစ္စဒါဘာကိုအားကိုးသွားတာပဂရိမျက်စိကိုအားကိုးသွားနေတာအားကိုးပြီးတော့ပဂရိမျက်စိကိုအားကိုးပြီးတော့သွားနေတဲ့လူတရားဟာအဲ့ဒီပဂရိမျက်စိမှုံသွားပြီပေါ့မကန်းတော့မှမှုံသွားပြီဆိုရင်အနည်းအနာပဲသွားနိုင်တော့မယ်နော်အဝေးတွေသွားနိုင်သေးလားပဂရိမျက်စိမှုံသွားလို့ပေါ့ဟုတ်လားလုံးဝပဂရိမျက်စိကန်းသွားပြီဆိုရင်တော့လုံးဝကိုမသွားနိုင်တော့ဘူးဒါကြောင့်လောကကြီးကိုတွားပြီးတော့နေတာဒီမြင်တွေ့နေရတာဒီအာမျက်စိကိုအားကိုးနေတာအဲ့ဒီလိုပါပဲသူတော်ကောင်းတို့တန်ត្រာကိုတွားမယ်ဆိုရင်လည်းပဲမျက်စိကိုအားကိုးပါအားကိုးတတ်ဖို့ရည်ကြည်တယ်နော်ယောနိသောမနတိကာရလှုပ်ပါယောနိသောမနတိကာရလှုပ်ပါနှလုံးသွင်းမှန်ပြီးတော့နာကြပါတရားတော်နာကြဖို့ဆိုတာလည်းခရင်လာပါတယ်ခုချိန်တော့သွားလိုက်တယ်တွေ့တယ်နာရတယ်လွယ်လေးလို့ဒီလိုထင်မိကြတယ်နော်ဟောပေးတဲ့ဆရာကလည်းဟောနိုင်သေးလို့နာပေးတဲ့လူကလည်းတော်လို့ပဂရိမျက်စိကောင်းနေသေးလို့ပေါ့နော်ဒါပေမဲ့လို့အမြဲတမ်းတော့ဖြစ်လာမှာမဟုတ်ဘူးနော်ကိုကနာကျင်ပေမဲ့ဆရာသမားကျမ်းမာရေးချွတ်တက်နေတာကျမ်းမာရေးဖောက်ပြန်နေတာမဟောနိုင်တော့တဲ့အခါမျိုးတွေဖြစ်လာမှာဒါပဂရိအနေထားတွေပြောင်းလဲသွားပြီဆိုလို့ရှိရင်တို့လူတွေဘလောက်ပဲနာကျင်ပါတယ်ပြောပေမဲ့လို့ကိုယ်ဘဝမှာဆုံးရှုံးမှုတွေဖြစ်သွားမယ်နော်ကိုယ်ဘဝအတွက်လမ်းမှန်ကိုပြပေးနိုင်တဲ့ကိုယ်နှလုံးသားနဲ့ကိုင်းကြည့်တယ်ကိုယ်ကိုသိနိုင်စွမ်းရှိတဲ့စကားလုံးတွေပေးနိုင်တယ်ဆိုရင်ဒါကိုယ်ဘဝမှာတကယ်ကိုလမ်းမှန်ကိုပြနေတဲ့ဆရာသမားတွေတွေ့နေတဲ့ချိန်လေးမှာပဂရိမျက်စိကိုအားကိုးပြီးတော့ဗာမျက်စိရအောင်ယူရအခုသူတော်ကောင်းတို့ပဂရိမျက်စိလေးကောင်းလို့ခုနကရေးတာကိုလမ်းနိုင်တယ်ခုနကရေးတာမှာတွေ့နိုင်တယ်ခုနကဆရာတော်ကိုဖူးနိုင်တယ်ဗာမျက်စိကောင်းတယ်ပဂရိမျက်စိကောင်းလို့ရေးတာရောက်လာတာနော်ဟုတ်တယ်အဲ့တော့ကိုကပဂရိမျက်စိကိုအားကိုးပြီးတော့ဘယ်မျက်စိကိုရအောင်ယူရမပေါ့စပါနဲ့နော်အခွင့်အရေးဆိုတာရတဲ့အခါရှိတယ်ဆုံးရှုံးတဲ့အခါရှိတယ်အဲ့ဒီအခွင့်အရေးတွေဆုံးရှုံးသွားရင်ကိုယ်ပဲနဲ့နာသွားမယ်နော်အဲ့တော့ကိုကခုတရားတွေနာတဲ့အခါတရားလုပ်တဲ့အခါပရိစ္ဆေသမုပ္ပါဒ်တွေနာတဲ့အခါကျတော့ဟုတ်သားပြီဒါတို့အတိတ်ကာလတော့အဝိဇ္ဇာသင်္ခါရတို့ဒီကိလေသာရဲ့အောက်မှာအမှောင်နဲ့နေပြီးတော့လှမ်းလျှောက်တာကိုခန္ဓာ၅ပါးဒုက္ခသစ္စာမောင်ကြီးနဲ့နေရတယ်ဒါဒုံမောင်နဲ့ရောက်တယ်ဒုက္ခနဲ့နေရတခါဒီဘဝမှာတရားမှမနာတရားမှအာမထုတ်ဘူးမကြိုးစားဘူးဆိုလို့ရှိရင်သုံးဘက်တည်းကတဏှာဥပါဒံကိလေသာတွေတခါပြန်ဝင်လောဘတွေပြန်ဝင်ပြီးတော့ဟိုဘက်ကံနေလို့တဲ့ခါကျတော့ကာမဘဝပြည့်စရာပါလာတယ်ဇာတိဇရာမရဏဆိုပြီးတော့တခါအနာဂတ်မှာခန္ဓာ၅ပါးပြန်ရပြီးတော့အမှောင်နဲ့ပြန်မရဘူးလားဒါခန္ဓာလမ်းစဉ်ကိုပြန်နေတယ်လို့မှတ်ပါပရိစ္ဆေသမုပ္ပါဒ်မှာဘာလမ်းစဉ်ရှိတယ်အဲ့ဒီလမ်းစဉ်ကယခုမြတ်ဝါထင်ရှိမနေဘူးလားရှိနေပါဘူးအဲ့ဒါတရားဟောလားတရားဟောလားတရားဟောပါဒါတွေကိုမြင်တွေ့ခင်ရတာပဂရိမျက်စိပေါ့ပဂရိမျက်စိကိုအားကိုးပြီးတော့ဗာမျက်စိပိုင်အောင်လုပ်နေတာမျက်စိပိုင်အောင်လုပ်နေတာဒါကတော့ဒီဘဝမှာဒါအတိတ်ကတော့အဝိဇ္ဇာအမှောင်တူတဲ့ရောက်လာလို့ဒါဒီခန္ဓာရလာတယ်ဒီဘဝတော့နောက်တစ်ပံတဏှာဥပါဒံကံတိဟူသောသမုဒယသစ္စာအမှောင်တွေကိုရောက်အောင်လိုချင်တဲ့လောဘတွေကိုနှခတ်တတ်ပြီးတော့တို့ဟာအလုံးဟာအပြည့်မြင်တတ်တဲ့အပြည့်ကိုသိတတ်တဲ့မဂ္ဂသစ္စာကိုနှလုံးသားထဲကိုဝင်အောင်တို့ကြိုးစားမှာပဲလို့ဆိုပြီးတော့အဲ့ဒီလိုတရားနာမယ်အဲ့ဒီလိုတရားအထုတ်မယ်ဆိုရင်ကိုယ်တဏ္ဍာမှာဟုတ်တယ်ဒါမြင်တော့လည်းပြည့်တယ်ကြားတော့လည်းပြည့်တယ်အရာအလုံးကပြည့်စုံတတ်တဲ့သဘောတရားတွေပဲလို့အဲ့ဒီလိုကိုကဉာဏ်မျက်စိတွေပိုင်းလာပြီဆိုလို့ရှိရင်တန်တရာနှခမ်းတတ်ဖို့အတွက်ဉာဏ်မျက်လုံးတွေရလာပြီပေါ့နော်အဲ့ဒီဉာဏ်မျက်လုံးကိုဆက်ကြိုးစားမယ်ဆက်အထုတ်မယ်ဆိုလို့ရှိရင်တို့တွေတန်တရာမှာတန်တရာအမောင်တို့ကြီးကနေထွက်မြောက်ပြီးတော့နိဗ္ဗာန်တည်လို့အလင်းကိုမရနိုင်ဘူးလားရနိုင်ပါတယ်အဲ့ဒါဘယ်မျက်စိရသွားလဲဉာဏ်မျက်စိရပါ
ဉာဏ်မျက်စိကနိဗ္ဗာန်အလင်းဒီရောက်အောင်မဟုတ်ဘူးလား ဟုတ်ပါဗျာ ဒါပေမဲ့လို့တို့ကအဓိကအားကိုးကြရတာတော့ဗာမျက်စိကောင်းနေလို့ပဂရိမျက်စိကောင်းနေလို့အခုလာနေတာမလားအဲ့ဒီပဂရိမျက်စိကိုအရင်ခံပြီးတော့ဗာမျက်စိရအောင်ကြိုးစားလိုက်တာဒါကြောင့်နိဗ္ဗာန်တည်းဟူသောအလင်းကိုမမြင်ဘူးလားမြင်ပါတယ်လောက်ကြစမ်းပါတို့တော့ကောင်းလို့နော်သက္ကုပါဠမထေသက္ကုပါဠမထေနော်သက္ကုပါဠမထေရဲ့တရားကျင့်တဲ့အချိန်မှာမျက်စိယောဂဆွဲပြီးတော့နော်ကြိုးစားပုံတွေဟာအတုယူစရာကောင်းတယ်ဟောဓမ္မပဒ္ဒမှာလာပါတယ်သက္ကုပါဠမထေမထေကနော်မြတ်စွာဘုရားသာသနာရဟန်းဝင်နေရအောင်မြတ်စွာဘုရားဒီကိုကမ္မထာတောင်းတယ်ဒီကမ္မထာတောင်းတယ်ဆိုတာကတရားကျင့်တဲ့နေကိုပြောတာအဲ့လိုကမ္မထာတောင်းတဲ့အခါကျတော့ကမ္မထာယူပြီးတော့သူကအယက်ဒေသတစ်ခုကိုသွားပြီးတော့တရားကျင့်တော့တရားအထုတ်တော့မှာပေါ့အဲ့ဒီလိုပေါ့ဒါကမြတ်စွာဘုရားထံမှာမြတ်စွာဘုရားကလည်းဒီတနေရာလေးမြတ်စွာဘုရားကတရင်သုံးနေတာမဟုတ်ဘူးအိန္ဒိယနိုင်ငံတနိုင်ငံလုံးကိုကြွနေတာနော်ရာဇဂိုရောက်လိုက်တာဝတိရောက်လိုက်နော်ပါရဏတိရောက်လိုက်ကပိလဝကိုရောက်လိုက်အဲ့ဒီလိုမျိုးတနိုင်ငံလုံးတော်မြို့ပါမှာကြောင်ဘုရားကြွနေတယ်ဆိုတော့မြတ်စွာဘုရားရဲ့အနီးအနားမှာအမြဲတမ်းနေပြီးတော့အာထုခွင့်မရှိဘူးဘာကြောင့်လဲဆိုတော့ဘုရားကဒေသစာကြီးကြွနေတာအခုဘုရားရဲ့သားတော်ဖြစ်တဲ့ဘုံဘုံတို့လည်းဒီလိုပဲတရားပွဲရှင်းနေတာဖြစ်တဲ့အတွက်ဒေသစာကြီးကြွနေကြတာအမြဲတမ်းတွေ့မှာမဟုတ်ဘူးမတွေ့ပဲမတွေ့냐တော့လည်းပဲတွေ့တဲ့အချိန်မှာပေးထားသောကမ္မထာတွေ့တဲ့အချိန်မှာပေးထားသောနီးအဲ့ဒီနီးတိုင်းကိုအိမ်မှာအထုတ်ထုတ်ရေးတာမှလာအထုတ်ထုတ်အဲ့ဒီနီးတိုင်းကိုအထုတ်နေရမှာနော်အခုဒီမှာမြတ်စွာဘုရားထံမှာကမ္မထာတောင်းတယ်ကမ္မထာတောင်းတော့အဲ့ဒီမှာစက္ကုပါဠမထေမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဒုရဆိုတဲ့အရာဘယ်နှမျိုးရှိပါသလဲလို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကချစ်တာတဲ့ဒုရဆိုတာ2မျိုးရှိတယ်ကမ္မထာတောင်းတာနော်ကမ္မထာယူပြီးတော့တရားကျင့်တော်မလို့စက္ကုပါဠမထေတောင်းတဲ့အချိန်မှာမြတ်စွာဘုရားကိုမေးလျောက်တာကမြတ်စွာဘုရားဒုရဆိုတာရှိပါတယ်အဲ့ဒီဒုရကဘယ်နှမျိုးရှိသလဲအဲ့ဒါကိုတပည့်တော်သိခွင့်ရှင်မလားဆိုတော့မြတ်စွာဘုရားကသိခွင့်ရှိတယ်တဲ့ဒုရဆိုတာ2မျိုးရှိပါတယ်ဒုရဆိုတာ2မျိုးရှိပါတယ်ဗျာနံပါတ်1ကတော့ဘာတဲ့ခန္ဓာဒုရဘာဒုရလဲခန္ဓာဒုရခန္ဓာဒုရဆိုတာဘာတဲ့နိကေစာပိတိသင်ကြားတယ်ဗေဒက3ပုံသင်ကြားတယ်အဲ့လိုသင်ကြားတာကိုဒါခန္ဓာဒုရလို့ခေါ်တယ်တဲ့စာပိသင်ကြားတာပေါ့နော်စာပိသင်ကြားတာကိုဘာဒုရလဲခန္ဓာဒုရပါဗျာအဲ့ခန္ဓာဒုရပေါ့ဘုန်းဘုန်းတို့အများအမြင်အောင်ပြောနိုင်မယ်ဆိုရင်စာသင်လိုက်ပြီပေါ့နော်မြန်မာနိုင်ငံမှာရှိတဲ့ပရိယတ္တိဌာနတွေကိုပြောတာစာပေတွေကိုသင်နေတဲ့ဌာနပရိယတ္တိဌာနလို့ခေါ်တယ်အဲ့ဒါကဏ္ဍဒုရနော်အဲ့မှာစာပေသင်ကြားနေတဲ့ကိုရင်လေးတွေရဟန်းငယ်လေးတွေရဟန်းကြီးတွေအဲ့ဒါပဲစာချတဲ့ဆရာတော်တွေဒါကဏ္ဍဒုရပဲနောက်တစ်ခုကငွားတဲ့ဝိပဿနာဒုရပါတယ်လေဝိပဿနာဒုရဝိပဿနာဒုရဆိုတာကွာတဲ့ကိုယ်ခန္ဓာကိုယ်ကိုခရဝရကုန်ချင်းပြက်ချင်းအဲ့ဒီလိုရှုတာကိုဒါဝိပဿနာဒုရလို့ခေါ်ပါတယ်တဲ့နော်ဝိပဿနာဒုရဆိုတာခန္ဓာဘယ်နှပါး5ပါးအဲ့ဒီခန္ဓာ5ပါးကိုကုန်ချင်းပြက်ချင်းဘယ်လိုလဲကုန်ချင်းပြက်ချင်းအဲ့ဒီလိုရှုမှတ်တာပေါ့နော်အဲ့လိုရှုမှတ်တာကိုဝိပဿနာဒုရလို့ခေါ်တယ်တဲ့ဒုရဘယ်နှပါးလဲ2ပါးပါဗျာခန္ဓာဒုရဝိပဿနာဒုရဘယ်နှမျိုး2မျိုးပါဗျာနိကေတို့ဗိဒက3ပုံတို့သင်ကြားတာကိုဘာလို့ခေါ်လဲခန္ဓာ5ပါးကိုခရဝရကုန်ခြင်းပြည့်ခြင်းအဲ့ဒီလိုရှုမှတ်တာကိုဘာလို့ခေါ်အဲ့ဒီ2မျိုးရှိတယ်ကွာအဲ့ဒီ2မျိုးကိုမြတ်စွာဘုရားကဟောပြီးတော့သူကနော်ခရဝရလို့ခေါ်တဲ့ဒီဝိပဿနာဒုရကိုသူအထုတ်မယ်ပေါ့နော်တချို့အသက်ကြီးမှဖြစ်လာတဲ့အခါကျတော့ခန္ဓာဒုရပိုင်းကိုနင်းသွားတယ်မ
ကြိုးစားနိုင်တော့ဝိပဿနာဒုရလို့ခေါ်တယ်နော်တရားအကျင့်ပိုင်းကိုပဲအတူတာဝိပဿနာဒုရကြတော့ဘုံဘုံတို့ရိတ်တာလေးပေါ့အခုလိုတရားကျင့်တဲ့ဌာနတွေပေါ့တရားကျင့်တဲ့ရိတ်တာအသီးသီးတွေကိုဘာလို့ခေါ်လဲဝိပဿနာဒုရစာသင်တိုင်းတွေကိုဘုံဘုံတို့မြန်မာနိုင်ငံမှာဒီနှစ်ခုကွဲတယ်လေလူတွေအားလုံးသိထားတာကပရိယတ္တိပရိပတ်တိလို့ဒီလိုသိထားတယ်နော်ပရိယတ္တိဆိုတာသင်ကြားတာပရိပတ်တိဆိုတာကျင့်ကြံတာနော်သိပြီးကျင့်ရတာပေါ့နော်တချို့ရိတ်တာတွေဆိုလို့ရှိရင်ကမ္မထမ်းတွေကိုတီးခြားသင်တာတွေရှိတယ်သင်ရုံနဲ့မဟုတ်ဘူးနော်တချို့အဲ့ကမ္မထမ်းတွေကိုစာမေးပွဲဖြေရသေးတယ်သူကစာမေးပွဲဖြေပြီးမှတရားကျင့်တဲ့နေရာကိုရောက်တာဒုတိယအဆင့်နေတယ်ဆိုတော့အဲ့တော့နှစ်ခုလောက်တာပေါ့ခန္ဓာဒုတာလည်းလောက်တယ်ဝိပဿနာဒုတာလည်းလောက်တယ်ဒါတစ်မျိုးပါအခုဘုန်းဘုန်းတို့တရားဟောပေးနေတာဘာဒုတာလို့ထင်တယ်ခန္ဓာဒုတာပေါ့ဒါသင်နေတာလေတရားတွေသင်နေတယ်တရားတွေဟောပေးနေတယ်အလုပ်ပေးတွေဟောပေးနေတယ်သစ္စာတရားတွေဟောပေးနေတယ်ပရိစ္ဆသမုပ္ပါဒ်တွေဟောပေးနေတယ်ဆိုတော့ဒါဘာဒုတာလဲသင်ကြားပေးတာပေါ့နီးတွေပေးတာပေါ့ခန္ဓာဒုတာပြီးရင်အဲ့ဒီနေ့တိုင်းထိုင်ကျင့်ဆိုတာကဒုရနှမျိုးလုံးမပါဘူးလားအဲ့တော့သူကအတိတွေရသွားတဲ့အခါကမ္မထာယူပြီးတော့ပစ္စံတရိအရက်ကိုသူနဲ့တော့နောက်ပါတန်ခါတွေပေါ့ကြွသွားပြီးတော့ဟိုရောက်တဲ့အခါအဲ့ဒီပစ္စံတရိရွာလေးကိုအမိပြုပြီးတော့တရားတွေကျင့်ကြတယ်ဖျက်ပေးတဲ့တရားတိုင်းသိတယ်တိုင်းကျင့်တယ်လျောက်တိုင်းရသွားလေးပါးအရိယာနဲ့အဲ့ဒီလိုကျင့်လာတဲ့အခါကျတော့ခန္ဓာကိုယ်ကအမြဲတမ်းကိုယ့်အတွက်ဖြစ်မနေဘူးယောဂီတို့တတိရှိပါနော်ခန္ဓာကိုယ်ကအမြဲတမ်းငါခန္ဓာကိုယ်ငါပိုင်နေတော့မလုပ်နဲ့နော်ကိုယ်ခန္ဓာကိုယ်ကကိုယ်အတွက်အမြဲတမ်းဖြစ်မနေဘူးသူကကိုယ်ဖြစ်ခြင်းတယ်လို့မဖြစ်ဘူးဖြစ်သလားမဖြစ်ဘူးကိုယ်အလိုမလိုက်တဲ့အရာတွေရှိတယ်ကိုယ်ဖြစ်ခြင်းတယ်လို့မဖြစ်တဲ့အရာတွေရှိတယ်ဒါကြောင့်ငါခန္ဓာကိုယ်ပဲငါလက်ပဲငါခြေထောက်ပဲငါခန္ဓာကိုယ်ငါပိုင်တာကိုတော့မလုပ်နဲ့ဒါတော့ကောင်းလို့နော်ကိုယ်မပိုင်လို့ဆုံးလွတ်လိုက်ရတာတွေရှိတယ်လက်လျှော့လိုက်ရတာတွေရှိတယ်နော်ကိုပိုင်နေဆိုရင်ပဲအဲ့ဒါတွေလက်လျှော့မလဲမပိုင်လို့လက်လျှော့လိုက်ရတာပေါ့ဒါကြောင့်မလို့မိမိတို့ဘဝမှာအဲ့ဒီခန္ဓာကိုယ်ကြီးဟာငါခန္ဓာကိုယ်ငါပိုင်တာပဲဆိုတဲ့လူတွေနော်ဘလောက်ပဲပိုင်ပါတယ်ပြောယောဂတစ်ခုဖြစ်လာပြီဆိုရင်မပိုင်တော့ယောဂကအနိုင်ယူသွားတာရှိတယ်နော်အဲ့မလို့မိမိတို့ကမလုပ်ရမလဲဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုသူ့ကိုခိုင်းရနေတဲ့အချိန်ပေါ့သူ့ကိုလက်တွေရောခြေထောက်တွေရောအသုံးပြုတ်ရနေတဲ့အချိန်ပေါ့ဘုံမလို့မနေ့ကတော့အလုပ်ပေးမှာပြောခဲ့တယ်ကောင်းစင်တယ်မပြောခဲ့လဲအကောင်းဆုံးနေတဲ့အချိန်ဘာတွေကောင်းလဲနံပါတ်1ခြေထောက်နှစ်စုံကောင်းနေတယ်နံပါတ်2လက်နှစ်စုံကောင်းနေတယ်မနေ့ကမှပြောထားတာနော်နံပါတ်3မျက်စိတစ်စုံကောင်းနေတယ်နံပါတ်4နားနှစ်ဖက်ကောင်းနေတယ်နံပါတ်5အချိန်ခါကောင်းနေတယ်အဲ့5မျိုးညီနေတာဒီပါဆုံးနေတာအကောင်းဆုံးနေတယ်ကိုလို့ပြောတာနော်ကျွန်တော်နှစ်ချောင်းသွားလို့ရနေသေးတယ်နော်အသုံးပြုလို့ရနေသေးတယ်ဒါပေမဲ့လို့အသက်ကြီးလာတဲ့အခါမမြန်တော့ဘူးနေသွားပြီနော်အလုံးကခန္ဓာကိုယ်ဟာနော်တဖြည်းဖြည်းအင်ဂျင်များကျသွားတယ်လို့ပေါ့နော်ခန္ဓာကိုယ်လည်းအင်ဂျင်ကျလာတယ်တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ဟာဘုံတော့ကလို့မတွတ်တော့ဘူးပေါ့နော်တဖြည်းဖြည်းနဲ့အထဲမှာဘာဖြစ်လာလဲစက်ကရိယာတွေချွတ်ယွင်းလာတယ်ပေါ့နော်မြန်မရတော့ဘူးဖြည်းဖြည်းနှိမ့်သွားပြီဒါပေမဲ့လို့အသုံးပြုလို့တော့မဖြစ်နေသေးတယ်ဘာလို့လာလို့ရနေသေးတယ်ဟုတ်လားလက်နှစ်ခုကလည်းပဲဘုရားရှိခိုးလို့ရတယ်ဘုရားရှိချမ်းတောက်တော်ရေပန်းကောင်းမှုတွေပြုနေသေးလို့ရနေတယ်ဟုတ်လားကိုယ်တိုင်လူဆရာရှိတာကိုကိုယ်လက်သက်ဇုံနဲ့လူလို့ရနေသေးတယ်ဒါအမှန်တန်ကောင်းနေတယ်လို့မှတ်ပါနော်မျက်စိနှစ်ခွင်းမျက်စိတွေမြင်လို့သွားနိုင်လာနိုင်တာပေါ့ဒါပေမဲ့လို့အများအားတော့ဖြစ်လာမှာမဟုတ်ဘူးနော်မျက်စိဟာသရသဘောတပြေးပြေးနဲ့မှုံလာမယ်ဟုတ်လားနောက်ဆုံးမမြင်တဲ့အသိဖြစ်သွားလိမ့်မယ်ဟုတ်လားဟုတ်ပြီအဲ့တော့ဒီမျက်စိနှစ်ခုကလည်းပဲအခုပေါင်းနေတယ်နော်နောက်တော့နားနှစ်ခုကလည်းကောင်းနေတယ်တချို့မျက်စိနှစ်ခုကောင်းလို့လာတယ်တော့မှနားနှစ်ဖက်မကောင်းတာမကြဘူးတရားစာကိုတည်တည်ချာချာမကြရဘူးဟုတ်လား
ဒါကြောင့်သူများပြောတဲ့စကားကိုမကြားရဘူးနော်နားနှစုံဆုံးရှုံးနေတဲ့လူတွေရှိတယ်နော်အဲ့တော့ဒီလူတွေကြည်ကြည်နေနေလေးကြားနေရတယ်ဆိုတာကနားနှစုံကလည်းဗာဖြစ်နေကောင်းနေသေးတယ်အချိန်ခါကာလကလည်းပဲဘလောက်ပဲကဘာကြီးမှာလှုပ်ရှားနေပြီမြန်မာမှာဘလောက်ပဲအားလုံးဟာပျက်စီးတာတွေဘလို့ပဲနိုင်ငံရေးတွေဖြစ်နေပါစေအခုလက်ရှိမှာကိုနေတဲ့အရာမှာကတရားတွေနာခွင့်တရားတွေအားထုတ်ခွင့်အချိန်ခါကာလကကိုအတွက်ဖြစ်နေသေးတယ်နော်အဲ့ဒါကိုမပြောလဲအချိန်ခါကောင်းနေသေးတယ်ဘာတွေဆုံးနေတယ်ရှင်နှချောင်းနဲ့အောင်းတယ်လက်နှချောင်းနဲ့အောင်းတယ်မျက်စိနှစ်ခွင်နားနှစ်ဖက်အချိန်အခါအဆုံးတယ်လောက်ပါနော်တိုက်တော့မှလည်းဆုံးရှုံးမှမျက်ရည်မကျနဲ့ကျွန်တော်နှစ်ချောင်းဆုံးရှုံးမှမျက်ရည်မကျနဲ့လက်နှစ်ချောင်းမလှုပ်နိုင်တဲ့ခါမှာမျက်ရည်မကျနဲ့မျက်စိနှစ်ခွင်အလင်းမရလို့မသွားနိုင်တဲ့ခါကျမှနောင်တမရနဲ့နားနှစ်ဖက်မကြားရတဲ့ခါကျမှတရားတွေနာကျင်တယ်မလုပ်နဲ့ဟုတ်လားခွင့်ခံမရတော့တဲ့အချိန်ကဘာကြီးပြက်ပြီဆိုရင်မြန်မာလည်းပြက်တာပဲပေါ့ကဘာနဲ့ချီလာမယ်ဆိုလို့ဆိုရင်ဒါကဘာကြီးကအခုချိန်မှာလုပ်နေတယ်နော်အဲကြောင့်မလို့သူတော်ကောင်းလို့အကောင်းလေးစုံနေတဲ့အချိန်မှာပေါ့ဆမှာဆိုလို့တိုက်တွန်းတယ်လို့ပြောတာနော်ဒီကနေ့ရွာလေးကိုမေ့ပြီးတော့ဇက်ကုမာလာမတင်တဲ့နောက်တော့တာရီတရားကျင့်နေတဲ့အခါကျတော့ဒီလိုပေါ့မျက်စိနဲ့ကွင်းအလဲကောင်းတော့ရွာလေးတော့ဆုံးခံလိုက်တရားကျင့်လိုက်တရားကလည်းချက်ချင်းပတ်စံပေးဝယ်တဲ့ပစ္စည်းတစ်ခုလို့ရော့ပတ်စံရော့ပစ္စည်းဒီလိုမရဘူးတရားချက်ချင်းရတာမရဘူးတရားဆိုတာမျိုးကအဲ့ဒီလောက်လွယ်နေရင်အကုန်နိဗ္ဗာန်ရောက်ကုန်မှာပေါ့တရားဆိုတာကအနှစ်သာရရှိတယ်တန်ဖိုးရှိတယ်ကိုယ်နဲ့ကထိုက်တယ်ကြိုးစားယူရတယ်နော်ရွာလေးကိုမပြုတ်ပြီးတော့တရားတွေကျင့်လာတဲ့ခါကျတော့တနေ့တော့ခါကျတော့သက္ကုပ္ပန္နမတ္တိယမျက်စိကြိုက်လာတာမျက်စိယောဂစတာမျက်စိယောဂစတာမျက်စိတွေကြိုက်ပြီးတော့မျက်ရည်တွေကျတော့ဘယ်လိုသက္ကုပ္ပန္နမတ္တိယဘလောက်ပဲဒီမျက်စိမှာယောဂဝေဒနာတွေဆွဲလာပြီမဲ့လို့သူကတရားမရသေးဘူးတရားကမပြည့်စုံသေးဘူးအာထုတ်စေကာလနော်ဘာကာလလဲအာထုတ်စေကာလဒီလူတွေရောအာထုတ်စေကာလမပြည့်စုံသေးဘူးနော်မလျှော့ဘူးပေါ့ဟုတ်လားအဲ့တော့မျက်စိယောဂဆွဲလာတော့မျက်ရည်တွေတွေ့ကြမျက်ရည်ကြလာတဲ့ခါကျတော့တန်ခါတွေနဲ့ဆွမ်းကလိုက်ရဖို့ခက်နောက်ခုနဒီနာသွားရဖို့ခက်သို့ပေမဲ့လို့သက္ကုပ္ပန္နမတ္တိယမလျှော့ဘူးနော်မလျှော့ဘဲနဲ့ဆွမ်းကဆိုလေးလိုက်တယ်မျက်ရည်တွေကျနေပါစေဒီခန္ဓာဘက်ကိုမညာပဲပေါ့ခန္ဓာညားတော့ရင်ပုတ်ဆိုးတော့မှာနော်ငါမျက်ရည်တွေကျနေတယ်ငါမျက်စိတွေနားနေတယ်ငါဒီတိုင်းဒီယောဂိုင်းနဲ့တော့ဆွမ်းကလိုက်လို့မဖြစ်ပါဘူးဟိုသွားဒီသွားလို့မဖြစ်ပါဘူးဆိုပြီးတော့တရားကျင့်လို့မဖြစ်ပါဘူးဆိုပြီးတော့ဒီတိုင်းနေသွားမယ်ဆိုလို့စိတ်ဟုတ်လားသူ့အတွက်ခွင့်ရည်တွေတရားရမယ်ခွင့်ရည်တွေမဆုံးရှုံးဘူးလားဆုံးရှုံးပါတယ်ဗျာလိုက်တယ်ဆိုတာသွားနေလို့လိုက်တယ်အဲ့လိုလိုက်တဲ့အခါကျတော့မြင်တဲ့တန်ခါတွေမထေကြီးကိုမျက်စိကမျက်ရည်တွေတွေ့ကြနေတယ်ဟုတ်တယ်တဲ့သူကမျက်စိယောဂဖြစ်နေပြီမျက်စိတွေယောဂဖြစ်နေပြီလို့အဲ့ဒါဈေးဆရာတွေနဲ့ကုပေါ့ရနိုင်တယ်များကုကိုဆရာလေးဆရာကုဒါနဲ့လည်းပဲမလျှော်သောဇွဲလုံးလားဝရိယနဲ့သူလုပ်ရမယ်အကျင့်နေတဲ့အလုပ်တွေကိုမလျှော်တမ်းလုပ်တယ်နော်တို့လူတွေဒီနေရာမှာနည်းနည်းလေးမှတ်သားစရာလေးကမိမိခန္ဓာမှာတစ်ခုခုဖြစ်လာရင်လျှော့မပြစ်ဖို့ရည်ကြည်တယ်သေးသေးလေးကိုအကြီးအကြောင်းမပြဖို့ရည်ကြည်တယ်နော်ဖြစ်တာကသေးသေးပဲအဲ့ဒီအရာကငါဘာဖြစ်လို့ဆိုပြီးတော့ပြတာလေအကြောင်းပြရင်ဘသူနစ်နာကိုပဲဆုံးရှုံးမှာပေါ့ဘေးလူကတော့အဲ့လိုဖြစ်လဲမသွားနဲ့ပေါ့အဲ့လိုဖြစ်လဲမလုပ်နဲ့ပေါ့ဘေးကတော့သူ့စိတ်နဲ့သူ့ကိုပဲလေသူ့ကိုဒီလိုပဲပြောပြမှာဟိုကမလျှော်သောဇွဲလုံးလားဝိရိယရှိဖို့လိုတယ်အခုတော့မျက်စိနာကြီးနဲ့ဆုံးခံလိုက်တယ်မျက်စိနာကြီးနဲ့တရားကျင့်တယ်သို့မဲ့လို့ယောဂကဆရာတွေကုတော်လဲပဲတဲ့ယောဂကဆိုးလာတဖြည်းဖြည်းဘာဖြစ်လဲဆိုးလာနောက်ကျပူလို့နေဘာဖြစ်လဲဆိုးလာလည်းပဲမထေကတရားကိုမလျှော့သူအထုတ်နေကြတရားကို
ပုံမှန်အထုတ်တယ်သူကျင့်နေကြအကျင့်တွေကိုပုံမှန်ကျင့်တယ်သူလုံးနေကြအလုပ်တွေကိုပုံမှန်လုပ်တယ်အဲ့ဒီလိုနဲ့သူဟာဝေဒနာကိုခံစားရင်းနဲ့တရားကိုကြိုးစားနေတာပေါ့ဒီတိုင်းနော်ဒါအင်မတန်မြတ်ဗုဒ္ဓရဲ့သာသနာသမိုင်းမှာတကယ်ကိုသမိုင်းတင်သွားတဲ့မထေရပဲဒါဒီနေ့ဒီချိန်ကြီးဗုဒ္ဓသမိုင်းမှာပေါ့အဲ့ဒီလိုမျက်စိယောဂကြီးနဲ့စွဲနေတဲ့ချိန်ပြင်းထန်တဲ့ဝေဒနာကြီးနဲ့ယောဂတစ်ဖက်နဲ့တရားကိုကျင့်ဟောတညာတော့အချိန်ကာလကမျက်စိကလည်းပြင်းပြင်းထန်ထန်ဖြစ်လာမခံမရနိုင်အောင်ကိုဖြစ်လာနော်ယောဂတစ်ခုဖြစ်လာရင်ပဲတိုင်းဖြစ်ဖူးတဲ့လူမှဒီယောဂကိုသိတယ်နော်အဲ့ဒီယောဂတစ်ခုခံစားလာရပြီဆိုရင်အဲ့ဒီယောဂကြောင့်အခုဘုန်းဘုန်းတို့ဆိုဒီတရက်နှစ်ရက်မှာနှာပိတ်တာနှာခေါင်းပိတ်တာဘယ်လိုဖြစ်မှလည်းမသိဘူးဒီတိုင်းကိုနှင်းနေတဲ့သွားတာတို့အေးခန္ဓာတို့ဆိုရင်တော့ဒါထားပါတော်တော်ကိုကြွဆိုင်ပြီးတော့နေတာစောင်းရသည်ဖြစ်နေတယ်အပြင်အထွက်နေတယ်လမ်းလျှောက်တော့အတွင်းနဲ့လျှောက်တာတော့မလို့နှာခေါင်းပိတ်တာနှာခေါင်းပိတ်တော့အေးရတာကဗဇက်နဲ့အသက်ရှူရတဲ့ကျတော့အာကောင်ကြီး၆တယ်အာကောင်ကြီး၆တော့နိုးညာအိတ်လို့မရတာခဏထားနေရတာအဲ့ဒါကိုစေးတောက်ဒီစေးတောက်ကိုရှူဒီအားရှူမျိုးစုံလုပ်ထားတယ်မျိုးစုံလုပ်ပေမဲ့လို့ဝေဒနာကဖြစ်လာတဲ့အခါကျတော့အဲ့ဝေဒနာကိုတော်တော်ကိုကြော်နေရတာပေါ့နော်အဲ့တော့နှာခေါင်းတွေပဲအခုလည်းနှာခေါင်းပိတ်နေတာပဲနော်အခုကြီးအတန်းကိုပဲပြောင်းနေတာပေါ့အတန်းကြီးတာပေါ့ဒါဒီနှာခေါင်းမှာနှာပိတ်နေတယ်အဲ့ဒီလိုနဲ့ဒီနှာခေါင်းပိတ်တဲ့အရာတစ်ခုဟာတော်လုံးလဲအိပ်ပြီဆိုတာနဲ့လေနှာခေါင်းပိတ်နေတဲ့အခါကျတော့အသက်ရှူလို့ကိုအစမပြေဖြစ်ဟုတ်လားပြောချင်တာကဘာလဲဆိုတော့ဝေဒနာတစ်ခုဖြစ်လာပြီဆိုရင်ခန္ဓာမှာကအင်မတန်ဆိုးတယ်နော်ဘယ်လိုဟာပဲဖြစ်လာဘာမှမကောင်းနိုင်ဘူးအဲကြောင့်မလို့ဒီခန္ဓာမျိုးနောက်တစ်ဖန်မရအောင်ဘုရားရဟန္တာတွေကလွတ်သွားတာနော်သူကအင်မတန်ကြောက်ဖို့ကောင်းတယ်မမျော်လင့်မဲ့လည်းဘုံဆိုယောဂမှာဖြစ်တတ်တယ်ယောဂဆိုးကြီးတွေလည်းဖြစ်တတ်တယ်ခန္ဓာမှာကြောက်လန့်စရာကောင်းလို့တဲ့အရာတွေလည်းဖြစ်တတ်တယ်ဒါကြီးတွေဒီခန္ဓာထက်ရရင်ဖြစ်ဥမှာပဲဆိုပြီးတော့ကြောက်သွားတာဝေခါတွေဖြစ်ပြီးတော့ဒီခန္ဓာမရအောင်လုပ်ပြတာနော်ဒီခန္ဓာနောက်တာမကြုံအောင်မဆုံးအောင်ဒီဒုက္ခနဲ့မဆုံးအောင်တရားတွေဖြစ်ပြီးတော့နိဗ္ဗာန်ရောက်တာခန္ဓာဒုက္ခလွတ်တာညရောက်တဲ့အခါကျတော့မျက်စိယောဂကလည်းပြင်းထန်နေပြီသကုမာလာမတရားပြင်းထန်နေတော့လေသူကလည်းသူ့တရားကိုမလျှော့သူဒီတရားကိုရမှာကိုဖြစ်မဲ့ဆိုပြီးတော့မြတ်စွာဘုရားဟောကြားထားတော့ဒုရနှစ်ဖြာတဲ့ကဝိပဿနာဒုရပေါ့ဘာဒုရဝိပဿနာဒုရဝိပဿနာဒုရဒီအရဟတဘုတ်ကိုစိုက်စီတယ်လို့ဘုရားပြောထားတော့အဲ့ဒီအကျင့်တိုင်းကိုကျင့်ပြီးတော့အထုပြီးတော့နေတဲ့ခါကျတော့ဒီခန္ဓာကိုယ်ကြီးကညအချိန်ကြတဲ့ခါကျတော့ပြင်းပြင်းထန်ထန်ဖြစ်လာတာယောဂကဒီမျက်စိကပြင်းပြင်းထန်ထန်ကိုဖြစ်ခံစားလာတာမျက်စိကိုကွဲမတတ်မျက်စိကိုပေါက်ထွက်မတတ်အဲ့ဒီလောက်ကိုကြိုက်ခင်းပြီးတော့နာကျင်တဲ့ဝေဒနာကိုဖြစ်ဘလောက်ပဲဒီဝေဒနာဖြစ်နေပြီသက္ကုပါဏမတ္တိကသူ့တရားကိုပဲသူအထုတ်တယ်ခန္ဓာရဲ့ခရဝေယသဘောနော်ယုံနာဓမ္မတို့ရဲ့မမြင်တဲ့သဘောဖြစ်ပေါ်နေတော့မိမိခန္ဓာမှာနာကျင်ကြိုက်ခဲနေသောဝေဒနာရဲ့ပြည့်ခြင်းသဘောဖြစ်ခြင်းသဘောအဲ့ဒီသဘောတရားတွေကိုဉာဏ်နဲ့ကြည်တာတဲ့ဘာနဲ့ကြည်တာကြည်နိုင်တဲ့ဉာဏ်သူရှိတာလို့ပေါ့အဲ့ဒီရှိတာကလည်းအလကားရှိတာမဟုတ်ဘူးဘုရားရှိမှတောင်းတာလေဘုရားထံကကမ္မထမ်းယူထားတာလေဘုရားဝေယဆိုတာဘုရားဟောတာတယ်မလားကုံခြင်းပြည့်ခြင်းအဲ့ဒါတွေကိုယူထားတဲ့ကဒီယုတ်တရားနဲ့နံတရားနဲ့ခရဝေယပဲကုံခြင်းပြည့်ခြင်းရှိတယ်ဒီယုတ်ကိုမြင်ပြတဲ့ဒီဝေဒနာကလည်းခရဝေယပဲဒါလည်းပြည့်စည်သဘောတယ်ပြည့်စည်တာဒီမြဲလို့ပြတ်တာလားမမြဲလို့ပြတ်တာမမြဲလို့ပြတ်တာမမြဲတာဒီဖြစ်ပြပါသစ္စာဒုက္ခသစ္စာမြင်နဲ့သိတဲ့ဉာဏ်ကမြဲကသစ္စာဒါဆိုဗာမျက်လုံးပိုင်တာမျက်လုံးပိုင်တာဉာဏ်မျက်လုံးကဘယ်တိမြင်နိုင်လဲတန္တရာတိမြင်နိုင်တယ်ဘယ်တိမြင်နိုင်လဲငါဒီမျက်လုံးပိုင်ထားရင်တော့ငါဒီတန္တရာနဲ့ခံတတ်ကိုတတ်ရမယ်ဒီမျက်လုံးကိုငါအသုံးချမှာပဲလို့ဆိုပြီးတော့ယုတ်ဓမ္မနာရမတွေကိုဖြစ်ဖြစ်ဒုက္ခသစ္စာလို့မြင်အောင်ကြည့်တယ်ကြည့်တဲ့ညာကမက္ကသစ္စာကိုချိန်ခံများစွာလုပ်တယ်တဲ့အဲ့ဒါလေးမှတ်တာနော်ဘယ်လိုလုပ်လဲချိန်ခံများစွာတရားဆိုတာတခါတည်းနဲ့မပြီးဘူးလို့ပြောတာတခါတည်းနဲ့မပြီးဘူးတခါတည်းနဲ့မရနိုင်ဘူးအကျဉ်းချင်းအခါခါနာအကျဉ်းချင်းအခါခါကြိုးစားအဲ့လိုကြိုးစားမှသာလေနော်ချိန်ခံများစွာဖြစ်လာရင်ဉာဏ်ကြီးရင့်ကျက်လာမယ်
အသိဉာဏ်တွေတိုးပွားလာမယ်အသိဉာဏ်တွေများပြားလာမယ်အဲ့ဒီဉာဏ်တွေအားကောင်းလာမယ်ဆိုရင်ကိလေသာတွေကိုမနိုင်ဘူးလား နိုင်ပါတယ် မိမိခန္ဓာရဲ့ခရဝေယကိုကြည့်တယ်ဝေဒနာရဲ့ခရဝေယကိုကြည့်တယ်အဲ့ဒီဉာဏ်တွေကိုဖြစ်ဖြစ်ဒုက္ခသစ္စာသိတဲ့ဉာဏ်က နိုင်ပါ သိလဲသွားရောဒီအာယာပေါ်မှာခင်တတ်တဲ့ငါမျက်စိငါလက်ငါခြေထောက်ငါခန္ဓာကိုယ်တည်းခင်တတ်တဲ့တဏှာဆွလန်းတတ်တဲ့ဥပါဒာပြုလို့တတ်တဲ့ကံဒါသစ္စာကိုပယ်လိုက်လေ ဘုရားတရားဆက်ဆောင်ပါ အကြောင်းချုပ်သွားတော့နောက်တစ်ပတ်ဇာတိကစလာမဲ့ဒုက္ခတွေလာသေးလား နာတော့ပါ သမုဒိယသစ္စာချုပ်ငြိမ်ရုပ်သိမ်းသွားတော့နိရောဓသစ္စာကိုဆိုင်သွားတယ်မျက်စိယောဂကလည်းပြင်းထန်စွာဖြစ်ပြီးတော့မျက်စိကလည်းကိုယ်ဒီခန္ဓာကိုယ်ပေါ်မှာပြင်းပြထန်ထန်နေဆက်ပြီးတော့လွတ်လိုက်တာမျက်စိလည်းကွယ်ကိလေသာလည်းကွယ်ပဲဟုတ်လားမျက်စိယောဂကြောင့်မျက်စိလည်းဘာဖြစ်သွားလဲကွယ်သွားပြီတော့ပေမဲ့လို့ကိလေသာလည်းမရှိတော့ကိလေသာလည်းကွယ်ပြောက်သွားပြီအရဟတဘုစိုက်ပြီးတော့ယဟန္တာဖြစ်သွားပြီမလားအဲ့ဒါတို့တော့ကောင်းလို့ပဂတိမျက်စိတော့မလင်းတော့လင်းသေးလား မင်းတော့ မျက်စိကွယ်သွားပြီလေတို့မဲ့ဘယ်မျက်စိလင်းသွားလဲဟိုဘလောက်ကောင်းတယ်တို့တော့ကောင်းလို့မှတ်စမ်းပါဒါဟုတ်လားပဂတိမျက်စိသူ့တန်တန်မှာနော်မမြင်နေပါစေတော့ဘာဖြစ်လဲဆိုပဂတိမျက်စိကတဘဝပဲလေဘာမျက်စိအားကောင်းတာ ဉာဏ်မျက်စိပါ ဉာဏ်မျက်စိကတန်တရာနှခမ်းတက်သွားပြီလေအမှားရဲ့အမှန်ရဲ့မှာဒီခန္ဓာကိုယ်ပေါ်မှာကိလေသာတွေစွဲနေမယ်ဆိုအမှားတွေသိတာကိုအဲ့ဒီအမှားတဏှာသမုဒိယတွေကိုပယ်လိုက်တဲ့အခါကျတော့ဟိုပဲဒုက္ခသစ္စာမလာတော့ဘူးဟုတ်လားသမုဒိယသစ္စာလည်းသိဒုက္ခသစ္စာလည်းသိပြီးတော့ဘယ်သစ္စာဆိုင်က နိရောဓ အကြောင်းကျိုးတွေချုပ်ကုန်တာပေါ့ဟုတ်လားအကြောင်းလည်းချုပ်သမုဒိယသစ္စာလည်းသိဒုက္ခသစ္စာလည်းသိဒုက္ခသစ္စာဆိုတာခန္ဓာမလာဘူးကိုသမုဒိယသစ္စာဆိုတဏှာဥပါဒံကံအဲ့ဒါလည်းသိတယ်လေဟိုပဲဇာတိအစရှိတဲ့ခန္ဓာကောမသိဘူးလား နေပါတယ် အဲ့ဒါဘာမျက်လုံးရဲ့အစွမ်းလဲ ဉာဏ်မျက်လုံးရဲ့ဆံ သောသောတော့ခန္ဓာကိုခက်တွယ်နေမယ်ဆိုလို့ရှိရင်ဒီဉာဏ်မျက်လုံးပြောင်းနေမှာပေါ့ငါမျက်စိနားတယ်ငါလည်းနားတယ်ငါခြေထောက်နားတယ်ဆိုရင်ဘာမျက်စိပြောင်းဉာဏ်မျက်စိပြောင်းနေတယ်ဆိုရင်တန်ត្រာအလင်းမြင်မှာမလား မြင်ပါနိဗ္ဗာန်အလင်းမြင်မှာမလား မြင်ပါ အခုအဲ့ဒီတရားကိုနော်ပဂရိမျက်စိကွယ်ရင်ကွယ်မစေတော့ဆိုပြီးတော့အဲ့ဒီလိုကြိုးစားလိုက်တဲ့အခါအဲ့ဒီပဂရိမျက်စိလည်းကွယ်သွားအောင်ဗာမျက်စိကထလင်းသွား ဉာဏ်မျက်စိက ဘာသစ္စာသေးသွားလဲ သမုဒိယသစ္စာဒီပါ ဘယ်သစ္စာပွားလိုက်လို့ဘယ်သစ္စာကိုကြည်တာလဲ ဒုက္ခသစ္စာလောကသစ္စာကိုကြည်လိုက်တော့မဂ္ဂသစ္စာပွားလိုက်တော့သမုဒိယသစ္စာသိနိရောဓသစ္စာကိုစိုက်သွားတယ်တဲ့သံတရာနှခမ်းတက်ပြီးတော့နိဗ္ဗာန်အလင်းကြီးကိုမြင်သွားတာဒီမျက်စိနှစ်မျိုးတည်းကဘယ်မျက်စိပိုင်သွား ဉာဏ်မျက်စိပါပါ လောကအလင်းကိုဘဝမြင်ကွင်းကိုမြင်နိုင်တာဒီဗာမျက်စိလေ ဉာဏ်မျက်စိပါ သိချာစဉ်းစားပြီးမှပြောပါနော်မဂ္ဂတိမျက်စိဘဝဒီဘဝကိုမြင်နေရတာကိုပြောတာဒီဘဝကိုမြင်နေရတာဒီဘဝမြင်ကွင်းတွေကိုမြင်နေရတာဒီဗာမျက်စိမဂ္ဂတိမျက်စိတန်တရာကိုမြင်ရတာဒီဟုတ်ပြီသက္ကုပါဠမြင်သက္ကုပါဠမထေဒီဗာမျက်စိကွယ်သွားတယ်ဘဝကိုမြင်နိုင်တဲ့အစင်းတွေကိုမြင်နိုင်တဲ့ပဂရိမျက်စိဝင်လာတော့လေဘယ်မျက်စိလင်းသွားတရားချစ်ခင်သူတော်စင်အလုံးနော်ဘဝမှာဘယ်အရာကိုမှမမြင်ရရင်နေပါစေဘယ်အာယုံမှမခံစားရရင်နေပါစေပဂရိမျက်စိတွေကြောင့်မြင်ရမယ့်အရာတွေကိုမမြင်ရတော့လေဝမ်းမနဲ့နဲ့ဉာဏ်မျက်စိပိုင်မှသာလေတန်တရာအလင်းသုပတိအလင်းနိဗ္ဗာန်နဲ့ကိုမြင်နိုင်မယ်ဆိုတာဒီနေ့ဘဝမြင်ခွင့်တရားတော်ကိုသိပြီးတော့ပဂရိမျက်စိနဲ့ဉာဏ်မျက်စိပိုင်အောင်ကြိုးစားနိုင်ဖို့ဆိုတာဒီနေ့ဟောကြားနိုင်ခဲ့ပါပြီတို့သိတိုင်းကြိုးစားကြပါလို့ပဒနာအောင်စုပြုပါပြီဒါတို့သုံးငြိမ်ခေါ်တော့ကြအောင်စို့